ဒါဘာလို့တလဲမောင်ရင်ဒီအထက်ကဘာတွေတော့ကွာမင်းကဘာကိစ္စလဲတရားမဝင်တဲ့မိကွန်းတွေကျုံမဖြစ်နိုင်ဘူးရော့ဒါစီကန်းနဲ့မိကွန်းတစ်ထောင်စာရွက်စာတမ်းဝယ်က3000ဟမ်ပြားစီတွေပါလားဒါဘာလို့ဖို့လဲဒီမဲ့တပြားချင်းကောက်ပြီးရေးကြည့်ပြား3000တိတိရှိတယ်ပြား3000အလူကြီးမင်းရဲ့စီကန်းထဲမှာငွေ3000လို့ပဲပါတယ်ကြက်3000လို့ရေးမထားဘူးဒီတော့ကျုပ်ကပြား3000ပြား100တစ်ချက်ဆိုတော့ငွေ30ပေါ့နော်ရေးကြည့်ပါဦးလားရေးကြည့်ပါအောင်တာပါနဲ့ကြားလဲလူပါလားအေးလေကျုပ်ကလည်းကြက်ဆိုတဲ့စလုံးတစ်လုံးနမော်နမဲ့ကြံရိတ်ခဲ့ပြီတကူရပါတယ်လေရပါတယ်ကဲပထမနေ့မေခွန်း100တနေ့မေခွန်း100 10ရက်တိတိမေခွန်း1000ပြည့်အောင်ဆက်ဖြေရမယ်ဆိုတော့သိပြီးသားမောင်ရင်ကတဲလဲအာသွက်ရှာသွက်ရှိပြီတာလေနာမည်ကဘာချမ်းမှာ1323ခုဘာတပေါင်းလားဆို2ရက်ကြာတာပရိသအဖဥဒ္ဒအမိတော်ကြောင့်မင်းလာမြို့ဘကုတ်ခိုင်အမေအတိုင်းပညာမရှိဝလူဝင်ကျောင်းဥပနိဒာကျောင်းကဘုံကျောင်းသားနော်လက်ရှိရာလူကပလတ်စတစ်ကောက်တယ်အင်ဂျင်နီယာရေးမရှိဘူးလမ်းဘေးအိတ်တယ်လမ်းဘေးမှာစားတယ်တမင်းဆိုင်မှာစားတယ်အလိုမင်းကစောပြည့်တန်တာပါသိပြီ1323ခုအစုံလာစမ်း2ရက်အင်္ဂါနေ့နံနဲ့10နာရီမှမိုးတယ်စားဖိုးပါရဲ့တူဒီတော်သမီးစောပြည့်တန်တာကိုရှင်မဲဟုတ်ကဲ့စုတ်ထရန်ကြောင်းသုံးကနန်းတင်ချစာအုပ်စာမျက်နှာ94ရာပု္ပ္ပစာနှစ်ကိုပြောပါရည်ရပဲဗျာရည်ရပဲဘာရည်ရလဲအဖအကြီးကိုအလေးချင်းဒီ12နှစ်ပေါင်ဖြစ်ဟုတ်တယ်သားကြီးအလေးချင်းဒီ40ပေါင်ဖြစ်တော့အဖဒီသားတဲ့ကိုလေးချင်းမြမြဖိုးသမီးတဲ့ဟုတ်လိုက်လေရှင်ဟုတ်လိုက်လေဟုတ်မှာပေါ့ကဲသူဟာတည်းမော်ကာထားကိုရွတ်ပြပါဩနရာဩစဓမ္မနောရခဒေဝါစဂုရုနောဧတံစိတ်တံပိယံမမနတ္ထိပိယံသိနေပိယံတဲ့ဟုတ်ကလားကြက်ထားတဲ့အတိုင်းပဲပေါ့ဟုတ်ပြီဟုတ်ကဲ့ဒါဖြင့်အမေရိကန်ပြည်မှာပထမဆုံးဖက်နှက်လုပ်တဲ့သောမတ်ဘတ်ပါအမေရိကန်သားမဟုတ်ပါဘူးအင်္ဂလန်နိုင်ငံကလာခဲ့သူပါခင်ဗျဟုတ်ပြီကဲခုကျမဝင်နေတဲ့ဘရာစီယန်နံပါတ်ကိုပြောပါဗျာနံပါတ်34ပါခင်ဗျနံပါတ်34ပါရှာပြီမယ်မစောပြည်သာနာရဲ့မဲဘိုးရတုန်းကအတိုင်းထွာရင်အတိုင်းထွာက35ပါခင်ဗျာဝယ်လေးဝယ်ထားရှိတဲ့ဆိုင်ကဘိုးချုပ်ဈေးတဲ့ကနော်ဒန်ဆာဆိုတဲ့ဆိုင်နဲ့ beauty ဆိုတဲ့ဆိုင်နဲ့ဆိုင်ပါပဲခင်ဗျာဟုတ်တယ်မလားဟုတ်ပါတယ်မလားရှင်ကကျမကြောက်တောင်ကြောက်လာပြီဩဟုတ်ဒီလောက်သိနေရအောင်ရှင်ဟာစမ်းညင်တယ်လို့စံမောပါချမ်းပဲလေ